လောကလူတွေဟာမိမိတို့ရဲ့အတွေ့အကြုံအဖုံးဖုံးကိုတွေ့ရှိခံစားကြရတဲ့အတိုင်းရှင်တွင်စကားအနေနဲ့ဖွင့်ဟပြီးပြောကြားလေးရှိကြတယ်ပေါ့လူလောကမှာသာဝရအစဉ်ပြေပြီးချမ်းသာဒုက္ခရနေကြမယ်ဆိုရင်တန်ဝေကသိပ်ပြီးတော့မဖြစ်ကြဘူးအခက်ခဲကျုံလာပြီဆိုမှလူတွေဟာတန်ဝေကဆိုတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တန်ဝေကဖြစ်သည့်အားလျော်စွာယုံကြည်မှုလို့တရားဓမ္မဘက်ကိုစိတ်ဝင်စားမှုလို့ဆိုတာအခက်ခဲကြုံလာတဲ့အခါမှာဖြစ်တတ်တာဖြစ်လို့ဘုရားမြတ်စွာကဒုက္ခပဏိတာတတ္ထာဘာသာတရားပေါ်မှာယုံကြည်အားကိုးတယ်ဆိုတဲ့စိတ်ဟာဒုက္ခပဏိတာဒုက္ခရောက်တဲ့အချိန်နဲ့အကြောင်းရင်းရှိတယ်ဒုက္ခရောက်လာပြီဆိုလို့ရှိရင်အားကိုးရရှားလာတတ်တာဒါလူရဲ့သဘာဝပဲလို့ဆိုလို့တယ်အစဉ်ပြေပြီးတော့တရားတရားရှိတဲ့ပုဂ္ဂိုလ်တရားဖြစ်လာတဲ့ပုဂ္ဂိုလ်မရှိဘူးလားလို့ဆိုရှိတယ်သို့တော့အများစုကိုရည်ညွှန်းပြီးဒုက္ခပဏိတာတတ္ထာဒုက္ခဆိုတာတွေ့ပြီဆိုလို့ရှိရင်တတ္ထာလို့ခေါ်တယ်ကုသိုလ်ရေးပေါ်မှာစိတ်ဝင်စားမှုတွေပိုပြီးတိုးတက်များပြားလာနိုင်တယ်လို့ဒီလိုပြောတယ်အဲဒီမှာဒုက္ခဆိုတာကြုံတွေ့လာတဲ့အခါမှာလူတွေဟာယုံကြည်မှုဆိုတာတဲ့ပြင်မှာလောကကြီးရဲ့ဖြစ်ပျက်နေတတ်တဲ့အနေအထားတစ်ခုပေါ်မှာစိတ်ဝင်စားလာပြီးထိုလောကလွတ်ရလွတ်ကြောင်းအကျင့်ကောင်းတွေကိုကျင့်ဖို့ထီအောင်စိတ်အားတွေဟာတက်ပြီးတော့လာကြတယ်ဒါကဘုရားတရားမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နိစ္စတဲ့ပုဂ္ဂိုလ်တွေအတွက်ကိုပြောတာအကယ်၍မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလုံးဝကြားနာရခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်စိတ်ရဲ့ထွက်ပေါက်ဆိုတာမရဘူးမရတော့ depression လို့ဖြစ်လာပြီဆိုလို့ရှင်လူတွေဟာထွက်ပေါက်ရှာကြတယ်ပေါ့အမျိုးမျိုးနဲ့ထွက်ပေါက် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေကျုံလာတယ် depression ခေါ်တဲ့စိတ်ဓာတ်တွေကျလာပြီဆိုလို့ရှင်နောက်ဆုံးမှာထွက်ပေါက်ရှာတဲ့အနေနဲ့ကိုယ့်ကိုတတ်သိတဲ့ suicide ဆိုတာတွေလုပ်ပြီးတော့လေထွက်ပေါက်ရှာသွားကြတာတွေလေလောကမှာအများကြီးရှိတယ်သို့တော့အဲ့ဒီဟာတွေကစိတ်ထွက်ပေါက်အစစ်မှန်ဟုတ်ကလားလို့ဆိုမဟုတ်ဘူးစိတ်ထွက်ပေါက်အကျဉ်းချက်မိနေတဲ့အခါမှာလူတွေဟာထွက်ပေါက်ရှာတဲ့အနေနဲ့လှုပ်သွားကြတာဟာအဖြေမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမမှာဆိုလို့ရှိရင်စိတ်ဟာအကျဉ်းချက်တွေ့လာလို့ရှိရင်ထွက်ပေါက်ဆိုတာရှိတယ်ပေါ့အဲ့ဒီထွက်ပေါက်ဆိုတာမှန်ကန်တဲ့ထွက်ပေါက်ဟာတရားဓမ္မကိုဆင်ញင်သုံးသပ်ခြင်းသာလျှင်ဖြစ်တယ်တဘာဝတရားကိုဆင်ញင်သုံးသပ်နိုင်လာပြီဆိုရင်စိတ်ရဲ့ထွက်ပေါက်ရလာတာကြည့်ပဲအကုန်ဒါကြောင့်မို့ရှေးကသူတော်ကောင်းတွေဟာစိတ်ကိုထွက်ပေါက်ရှာတဲ့အခါမှာတရားဘက်ကနေလှည့်ပြီးတော့ထွက်ပေါက်ရှာကြသည့်အတွက်သူတို့ရှာကြံလိုက်တဲ့ထွက်ပေါက်ဟာသာဝရအငြိမ့်ဓာတ်ကိုဖော်ဆောင်သွားတဲ့ထွက်ပေါက်မျိုးဖြစ်သွားတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အဖြေတစ်ခုဟာရှာမတွေ့နိုင်ပဲဒုက္ခတစ်ခုပေါ်မှာနောက်ဒုက္ခတစ်ခုထပ်ပြီးတော့ပိုးသွားတာတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဘုရားသူကြီးတော်တွေဟာထွက်ပေါက်ရှာသွားကြတာဘယ်ပုံပဲနည်းထွက်ပေါက်ရှာသွားကြတယ်လေသူတို့ဟာရောအခက်ခဲတွေမကြုံကြဘူးလားဆိုကြုံတယ်လောကမှာအခက်ခဲကြုံခြင်းဟာလူသားတွေရဲ့ရင်ဆိုင်ရမယ့်သဘာဝတရားသာလျှင်ဖြစ်တယ်ပေါ့နောက်ဆုံးမှာလူတိုင်းမလွဲမသွေရင်ဆိုင်ရတဲ့ပြဿနာကြီးတွေကဘာလဲလို့ဆိုရင်တဖြည်းဖြည်းအိုမင်းလာခြင်းဟာပြဿနာကြီးတစ်ခုပဲတဖြည်းဖြည်းအိုမင်းလာရုံမကယောဂဝေဒနာဆွဲကပ်လာတာလေပြဿနာကြီးတစ်ခုပဲနောက်ဆုံးမှာမသေးခြင်းပဲနဲ့သေဆုံးသွားပြီးတော့မိမိမျက်နှိုးတဲ့ခင်မင်နဲ့အတိုင်းဝိုင်းနေနဲ့ခွဲခွာသွားရတယ်ဆိုတဲ့မခွဲခြင်းပဲနဲ့ခွဲသွားရတယ်ဆိုတဲ့ဒုက္ခဟာကြီးမားဆုံးသောဒုက္ခကြီးတစ်ခုဖြစ်တယ်ဒီဒုက္ခတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာပထမဆုံးတရားဥပမာတယ်ပဲအေးဒုက္ခဆိုတာလူတွေသဘောပေါက်နားလည်အောင်မြတ်စွာဘုရားကရှင်းပြခဲ့တာဖြစ်တယ်ပေါ့လောကလူတွေဟာကိုယ်တိုင်အိုးနေပေမဲ့လို့အိုခြင်းဒုက္ခဆိုတာကိုခံစားနားလည်ခြင်းမရှိကြဘူးနာခြင်းဒုက္ခဆိုတာလေးကြရင်တော့
ဒီနာတဲ့ဆိုတဲ့အပေါ်မှာတောင်မှပဲလူတွေဟာမျောလင်းချက်နဲ့ကြိတ်မိတ်ပြီးတော့ခံရတယ်ဆေးတောက်ရင်ပျောက်မယ်ဆိုပြီးတော့နာခြင်းဒုက္ခကိုလည်းပဲကြိတ်မိတ်ပြီးခံလေးရှိကြတယ်သေခြင်းဒုက္ခဆိုတာကြတော့ဘယ်လိုမှရှောင်လွဲလို့မရတဲ့အနေအထားမျိုးတစ်ခုတွေဖြစ်လာအဲ့ဒီတည်းမကဘူးလူတွေကြုံတွေ့နေကြရတဲ့ဒုက္ခမြတ်စွာဘုရားကသဘောပေါက်နားလည်အောင်လို့အပိယဟိတံပြောကောဒုက္ခပိယဟိဝိပြောကောဒုက္ခဆိုတဲ့ဒီဒုက္ခနှစ်ခုကိုထည့်သွင်းပြီးတော့ဟောပြောထားတာဟာလောကလူတွေရှင်ဆိုင်တွေ့ရတဲ့ဒုက္ခတွေထဲမှာမလွဲမသွေတွေ့နေကြရတဲ့ဒုက္ခပဲလူတိုင်းဟာကိုနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲသွားရတာကိုမကြိုက်တာကိုမနှစ်သက်တဲ့အရာတွေနဲ့တွဲဖက်ပြီးတော့နေကြရတယ်ကိုမလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတယ်ကိုမသွားချင်တဲ့နေရာမှာနေရတယ်ဒီလိုအခက်ခဲမျိုးစုံနဲ့ကြုံတွေ့ပြီးတော့နေချင်တာနဲ့ကြတော့မနေချင်တာနဲ့ကြတော့နေရဆိုတဲ့ဒီအခက်ခဲတွေမြတ်စွာဘုရားကလောကကြီးမှာကြုံတွေ့ရတဲ့ဒုက္ခတွေပဲနောက်ဆုံးမှာယံပိဿာနလဘတိတံပိဒုက္ခံလို့ဆိုတဲ့အတိုင်းလူတွေဟာသာဝရနုပြိုမှုကိုလိုလားတယ်သာဝရနုပြိုခြင်းလို့အမျိုးမျိုးနဲ့လောက်ကြတယ်လှပဖို့ဆိုပြီးတော့အခုခေတ်မှာဆိုရင် plastic surgery ဆိုတာတွေအသုံးပြုပြီးတော့လူတွေဟာကိုကြိုက်တဲ့ပုံပန်းတဏ္ဍာန်ကိုတောင်မှပဲအနာခံပြီးတော့လုပ်နေကြတယ်ကိုဖြစ်ချင်တာတွေလုပ်နေကြတယ်သို့တော့အဲ့ဒီဖြစ်ချင်တာတွေလုပ်တာတခဏမျှတာအဖြေဖြစ်ပြီးရေရှည်ကြတဲ့အခါကျတော့အကျိုးသက်ရောက်မှုကပိုဆိုးသွားပြန်ပေါ့အဲ့တော့ကိုယ့်ရဲ့မျှော်လင့်ချက်တွေဟာကုံဆုံးသွားတဲ့အနေအထားမျိုးရောက်ရှိတယ်လောကလူတွေဟာကိုလိုချင်တာဟာမရနိုင်ကြဘူးဆိုတာနောက်ဆုံးကြတော့ဒုံချပြီးတော့ဘဝတစ်ခုကိုဆုံးသတ်လိုက်ကြပြန်တယ်အဲ့ဒီတဲ့လေးနဲ့တဲ့ဒုက္ခကိုမြတ်စွာဘုရားကမြင်အောင်လို့တန်ခိတ်တေနပစ္စုပါဒနက္ခဏာဒုက္ခကိုရလာတာဟာဒုက္ခကိုရလာတာဆိုတာကိုကြွတင်ပြီးတော့သဘောပေါက်ထားဖို့လိုအပ်တယ်လို့သို့သောလောကလူတွေကဒုရထားတာတွေဟာဒုက္ခတွေရထားတယ်ချမ်းသာဖွယ်ရာတွေကိုရထားတယ်ပျော်ရွှင်စရာကောင်းတာတွေကိုရတယ်လို့ပဲစိတ်ထဲမှာမှတ်သားထားကြပြီးတစ်သလုံးပျော်ရမယ့်အနေအထားမျိုးကိုမျှော်လင့်ထားကြတယ်ပေါ့အေးဘလို့ပဲမျှော်လင့်ထားနောက်ဆုံးကြလို့ရှိရင်ဒုက္ခဆိုတာနဲ့ဆုံးသက်နေ့စဉ်နဲ့အမျှလဲဒုက္ခဆိုတာတွေရှိဒါတွေတွေးရင်စိတ်ညစ်စရာတွေလားဘာဖြစ်လို့တွေးနေမှလဲဘဝဆိုတာအမှန်တမ်းတူတောင်းတယ်ပျော်ပျော်နေမကောင်းဘူးလားလို့တွေးတဲ့လူမျိုးကလည်းတွေးသေးတယ်သို့တော့အဲ့ဒီလိုပျော်ပျော်နေတဲ့လူရောဒုက္ခမတွေ့ဘူးလားလို့ဆိုတွေးတယ်အဲ့တော့ပျော်ပျော်နေပြီးတော့တွေ့ရတဲ့ဒုက္ခတတိထားပြီးတော့တွေ့ရတဲ့ဒုက္ခချင်းမတူပျော်ပျော်နေပြီးတော့မမျော်လင့်မဲနဲ့တွေ့လိုက်ရရင်ပို့ပြီးတော့ဒုက္ခရောက်တယ်ပေါ့မျော်လင့်ထားတာကိုတွေ့ရလို့ရှိရင်ပြင်ဆင်ပြီးသားဖြစ်တယ်ဥပမာမဲ့ရန်သူတွေသို့မဟုတ်ကိုယ်အန္တရာယ်ဖြစ်မဲ့တရားဝါတွေရှိနေတယ်ဆိုတာတတိနဲ့သွားတဲ့ပုဂ္ဂိုလ်ဟာရှင်ဆိုင်လာလို့ရှိရင်လည်းအသင့်ပြင်ပြီးသားဖြစ်နေတတ်တယ်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့အန္တရာယ်ကင်းတယ်လို့ထင်ပြီးသွားပြီးရင်ဆိုင်တိုးလိုက်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာခြေမကင်မိလက်မကင်မိဖြစ်သွားတယ်ဒါကြောင့်မို့လောကဆိုတဲ့တန်တရားခရီးထဲမှာရှောက်လန်းတဲ့အခါမှာကြွတင်ပြင်ဆင်မှုနှလုံးသွင်းဆင်ခြင်မှုအန္တရာယ်တွေများတဲ့လမ်းကြားကြီးတွေကရှောက်လန်းနေရမှုဆိုတာကိုတတိမကွာပညာမျှော်မြင်နဲ့နေတတ်ဖို့မြတ်စွာဘုရားကတွင်တင်ဆုံးမပေးခြင်းသာဖြစ်တယ်ဒါကိုပဲတချို့ကဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအနိစ္စဒုက္ခအနတ္တဝိဉ္ဇနာခြင်းသိခြင်းဆိုတာတွေကိုဟောနေတာကိုထောက်ပြီးတော့ဒီဘုရားဇင်းဟာပစ္စမစ်ဇင်းမှာလို့ဆိုပြီးတော့ယူဆပြီးပြောကြတဲ့ပုဂ္ဂိုလ်တွေလည်းလောကကြီးမှာရှိကြတယ်အဆိုးမြင်ဝါဒပေါ့တကယ်တော့လေမြတ်စွာဘုရားအဆိုးမြင်ဝါဒမဟုတ်ပါဘူးအကောင်းတွေရှိတယ်ဆိုတာကိုလည်းဟောပြတယ်သို့တော့လောကကြီးမှာအကောင်းနဲ့အဆိုးနောက်ဆုံးကြတော့အဆိုးဆိုတာရှောင်လွဲလို့မရဘူးလို့ဆိုတာအကောင်းမြင်ဝါဒသမားတွေကလည်းအများအားအကောင်းဘက်ကပဲကြည့်ပြီးတော့နေတယ်အကောင်းဘက်ကကြည့်နေသည့်အတွက်ကြောင့်သူတို့မှာလောကကြီးမှာအလုံးဟာအကောင်းကြီးလို့ဒီလိုပြောလို့လည်းမရဘူး
ဒါကြောင့်မို့မြတ်စွာဘုရားoptimism ဆိုတဲ့အကောင်းမြင်ဝါဒလည်းမဟုတ်ဘူး pessimism ဆိုတဲ့အဆိုးမြင်ဝါဒလည်းမဟုတ်ဘူးတကယ်တော့မြတ်ဗုဒ္ဓရဲ့ဆုံးမချက်တွေဟာ realism သာဖြစ်တယ်ပေါ့လောကကြီးရဲ့အမှန်တရားကိုအမှန်တိုင်းသိတာယထာဘူတဓတ္တနာလို့ခေါ်တယ်အဲ့ဒီယထာဘူတဓတ္တနာလမ်းကြောင်းကနေသွားပြီးတော့မှန်မှန်ကန်ကန်စဉ်းစားတွေးတောတတ်ဖို့ရာသွန်သင်ပြသခြင်းသာဖြစ်တယ်ပေါ့လောကမှာအဆိုးကိုသိတိုင်းစိတ်ညစ်စရာလို့ပြောလို့မရဘူးအကောင်းသိတိုင်းလည်းပြောစရာလို့ပြောလို့မရဘူးများသောအားဖြင့်ဗုဒ္ဓရဲ့အဆုံးအမကိုမရကြတဲ့နောက်တိုင်းတို့ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာပြောလေးဆိုလေးရှိကြတယ်နောက်ဘဝကိုလည်းမယုံကြည်ဘူးအတိတ်ဘဝရှိတယ်ဆိုတာလည်းမယုံကြည်ဘူးမယုံကြည်သည့်အတွက်ကြောင့်ဒီဘဝမှာတော့အဆုံးသတ်ရမယ်ဆိုတာကိုတော့သူတို့သိတယ်ဘဝတစ်ခုအဆုံးသတ်ရမှာသိတယ်သိသည့်အတွက်ကြောင့်ဘဝတစ်ခုအဆုံးမသတ်ရင်ဘာလုပ်ရမလဲဆိုရင်ပျော်ပျော်နေဖို့ပဲတိုက်တွန်းတယ်ဒါကြောင့်မို့သူတို့ရဲ့လက်သုံးစကားတစ်ခုဟာ life is too short enjoy yourself ဆိုတာသူတို့ပြောနေကြစကားတစ်ခုပဲဘဝဆိုတာသိတူတယ်ပျော်ပျော်နေပါလို့သူတို့ပြောတာသို့တော့အဲ့ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမမဟုတ်ဘူးဘဝဆိုတာတူတယ်ဆိုတာမှန်တယ်ပျော်ပျော်နေရမှာလားဆိုတဲ့အဖြေကိုတော့ထုတ်လို့မရဘူးတကယ်ထုတ်တဲ့အဖြေကတော့ဘဝဆိုတာအလွန်တူတောင်းတယ်ဒါကြောင့်မို့တတိရှိရှိပညာရှိရှိနဲ့ရင်ဆိုင်နိုင်ဖို့ကြိုးစားပါလို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘဝရဲ့အခက်အခဲတွေကိုတတိမကွာအသိပညာဖြင့်ရင်ဆိုင်လိုက်မှမှန်ကန်တဲ့ရင်ဆိုင်မှုဖြစ်တယ်အဲ့ဒါမျိုးရင်ဆိုင်ဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝရဲ့အခြေအနေရရကိုတန်တင်ပြတာဆုံးမတာဖြစ်တယ်ရှင်းရှင်းလေးဟောထားတဲ့တရားတော်တွေမြတ်စွာဘုရားကဟောတယ်ဘုန်းကြီးတို့တွေဘဝကိုရထားတယ်ဘာကိုရတာလဲလို့ဆိုတော့မြတ်စွာဘုရားကရှုထောင့်တစ်ခုကနေဟောလိုက်တယ်ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောအေးဘဝတစ်ခုရလာလို့ရုပ်ခန္ဓာကြီးဖြစ်ပေါ်လာတယ်ဆိုတာဘာဖြစ်လာတာတုံးလို့ဆိုဒုက္ခဖြစ်လာတာပဲလို့အဲ့ဒီဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ရောဂဏံထိတိစရာယပတုဘာဝယောဂါတွေတည်ရှိလာခြင်းပဲဖြစ်တယ်။အိုခြင်းဆိုတဲ့တရားတွေသေခြင်းဆိုတဲ့တရားတွေကိုရလာခြင်းပဲဖြစ်တယ်လို့အနှစ်ချုပ်ပြီးတော့မျှော်မြင်ပြီးတော့ကြည့်တတ်မယ်ဆိုရင်ဒီအတိုင်းပဲတွေးကြမှာဖြစ်တယ်။ခန္ဓာကိုယ်ရလာတာဟာဒုက္ခကြီးရလာတာဆိုတာအမြဲတမ်းသိချတယ်ပေါ့။မျက်စိရလာသည့်အတွက်ကြောင့်အကောင်းမရှိဘူးလားလို့မြတ်စွာဘုရားကနေရာတိုင်းမှာခွဲခြားပြီးတော့ပြောလို့ရှိတယ်အကောင်းကြီးလည်းမပြောဘူးအဆိုးကြီးလည်းမပြောဘူးအကောင်းနဲ့အဆိုးနှစ်ခုရှိတာကိုထုတ်ဖော်ပြီးတော့ရှင်းပြတယ်ဘဝဆိုတာဒီအကောင်းကြီးပဲလားဆိုအကောင်းကြီးလည်းမဟုတ်ဘူးဒါဖြင့်ဘဝဆိုတာစိတ်ပြည့်စရာကြီးလားလို့ဆိုစိတ်ပြည့်စရာကြီးလည်းမဟုတ်ဘူးအဲ့တော့ဘဝမှာအကောင်းဆိုတာဘာလဲအကောင်းကိုမြတ်စွာဘုရားကအတ္တာဒဆိုတဲ့စကားလုံးလေးကိုသုံးပြအတ္တာဒဆိုတာကျင့်တတ်เสียအခြေအနေဘဝဟာကျင့်တတ်เสียရှိလို့လူတွေကဘဝမှာပျော်လို့ရတာပေါ့ပျော်ကြတယ်လေဘဝရလာပြီဆိုလို့ရှိရင်တကယ်ချင်းအပေါင်းအသင်းနေနဲ့ပြောတယ်နော်အပေါင်းအသင်းနေနဲ့လူဘဝမှာကျင့်ဘက်တွေနဲ့ပြောကြတယ်သားတွေသမီးတွေနဲ့ပြောကြတယ်ဟောပြောချင်မှုတွေဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ဒုက္ခပီတိဒုက္ခသောမနတလို့ဆိုရဲကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေမရှိဘူးလားလို့ဆိုရှိပါတယ်ဒါဖြင့်ဒီပြောစရာတက်လားလို့ဆိုတဲ့အခါကျတော့ဘဝကြီးဟာတည်မြဲမှုမရှိဘူးထာဝရပြောင်းလဲပြီးတော့နေတယ်နုပြိုရာကအိုမင်းလာတယ်ကျမ်းမာရာကနေပြီးတော့မကျမ်းမာတွေဖြစ်လာတယ်အသက်ရှင်ရာကနေသေဆုံးလာတယ်ဆိုဟောလူဘဝမှာမခွဲခြင်းမဲ့နဲ့ခွဲရတယ်မိဘတွေနဲ့ခွဲရတယ်မိသားစုနဲ့ခွဲရတယ်မဖြစ်ချင်တာတွေဖြစ်လာခြင်းဟာဘဝရဲ့အာဒီနဝလို့ခေါ်တဲ့အပြစ်ပဲဖြစ်တယ်အဲ့တော့ဘဝဟာကျင့်တတ်เสียကြီးလည်းမဟုတ်ဘူးအပြစ်ကြီးလည်းမဟုတ်ဘူးလို့အကောင်းနဲ့အဆိုးရောနေတယ်ဆိုတဲ့သဘာဝကိုဆင်ញင်သုံးသပ်နိုင်ရမယ်လို့ဒီလိုပြောအကောင်းကြီးမြင်တဲ့လူကလည်းဘဝပေါ်မှာတွေ့တာမှုတွေများမှာပဲအဆိုးကြီးမြင်တဲ့လူကလည်းပဲအကောင်းဆိုတာမရှိဘူးရှိရတဲ့နဲ့မရှိအောင်ဒီကလေးလှုပ်ထားရ
ရောက်တယ်ပေါ့အဲ့ဒါကြောင့်မို့အကောင်းကိုလည်းသိရမယ်အဆိုးကိုလည်းသိရဒါဖြင့်ဒီလိုအကောင်းဆိုးရောထွေးနေတဲ့ဘဝကြီးကနေလွတ်မြောက်ဖို့အတွက်ဘာလုပ်ရမှာလဲထွက်ပေါက်ကတော့ဘာလဲလို့ဆိုရင်ဘဝပေါ်မှာတွေ့တာနေတဲ့တွေ့တာမှုကိုဖယ်ရှားခြင်းဟာထွက်ပေါက်ပဲဖြစ်တယ်လောကလူတွေဟာတွေ့တာမှုရှိတဲ့နေရာမှာတောကလာနေတယ်ဆိုတာအမတန်မှထင်ရှားမိသားစုပဲကြည့်ကျင်ပေါ်ကျင်မဲ့ရွေးချတဲ့လောကမှာလူတွေပထမဆုံးကမသိခင်ကတူမသိခင်ကတွေ့တာမှုမဖြစ်သေးဘူးမဖြစ်သေးတဲ့အချိန်မှာသူနဲ့ပတ်သက်ပြီးတောကဆိုတာမရှိဘူးပစ္စည်းဥစ္စာလည်းထို့တူပဲကိုပိုင်ဆိုင်မှုမရှိသေးတဲ့မြတ်ကာလပတ်လုံးအဲ့ဒီပစ္စည်းပုံမှာစိုးရိမ်တောကဆိုတာမဖြစ်ဘူးကိုနဲ့ပတ်သက်လာပြီးဆိုလိုက်တာနဲ့တပြိုင်နက်တောကဆိုတာဝင်လာတယ်ပေါ့ဒါကြောင့်မို့ where there is attachment there is a worry ဆိုတာအဲ့ဒါကိုပြောတာ attachment ရှိတဲ့နေရာမှာ worry လာတယ်ဆိုတာဒါသေချာပေါ့မြတ်စွာဘုရားကဘယ်လိုဟောတော့တဏှာယဆိုင်တိတောကောတွေ့တယ်မှုရှိလို့ရှိရင်တောကဆိုတာလာမှာပဲတဲ့အဲ့တော့တောကမပါပဲနဲ့တောကကင်းဝေးထာဝရငြိမ်းချမ်းရေးဆိုတာဘယ်မှာရှာမလဲတွေ့တယ်မှုကိုမရှင်းမဲနဲ့ရှာလို့မရနိုင်ဘူးလူတွေရဲ့ရင်ထဲမှာတွေ့တယ်မှုကင်းစင်မှုမရှိလို့ရှိရင်တောကဟာဝင်ရောက်နေဥမှာပဲဖြစ်တယ်တွေ့တယ်မှုကင်းစင်တဲ့လူရဲ့နှလုံးသားကသာလဲနော်အေးချမ်းတဲ့နှလုံးသားဖြစ်နိုင်တယ်တွေ့တယ်မှုတွေရှိနေတယ်ဗျတောကတွေလာနေဥမှာပဲဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေပဲဘဝဆိုတာသာဝရအစဉ်ပြေနေမှကြီးလည်းမဟုတ်ဘူးသာဝရအစဉ်မပြေဘူးလည်းမဟုတ်ဘူးအဲ့တော့ဘာလို့ကိုရလာတဲ့ဘဝလေးကိုတန်ဖိုးရှိရှိသုံးချနိုင်မှုသာလည်းအဓိကဖြစ်တယ်ဘဝဆိုတာအကြောင်းတရားတစ်ခုပေါ်မှာမိတီးပြီးတော့သူ့လမ်းစဉ်အတိုင်းသူဟာဖြစ်နေမှသာဖြစ်တယ်ပေါ့ပြောင်းလဲမှုတွေမျိုးစုံနဲ့ဘဝဟာအချိန်ပိုင်းလိုက်ပြောင်းလဲပြီးတော့သွားနေမှာပဲဖြစ်တယ်အဲ့ဒီအချိန်ပိုင်းသွားနေတဲ့ပြောင်းလဲမှုတွေကအနှစ်သာရရအောင်ကိုယူခြင်းတည်တာလဲတန်ဖိုးရှိဆုံးပဲလို့မြတ်စွာဘုရားရဲ့အဆုံးအမဒီလိုဆိုတာပေါ့နော်အေးဘဝရလာပြီဆိုရင်တန်ဖိုးရှိတဲ့အရာတွေကိုများများရအောင်ကြိုးစားဖို့အခုလိုတရားဝဲတွေကျင့်ပပြီးတော့တရားနာတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွေသိရှိဖို့အတွက်နာကြတာဘုရားရဲ့အဆုံးအမတွေသိပြီးတော့သိုံမဲ့သိရမှာလားလို့ဆိုမဟုတ်ဘူးမှတ်သားထားရမှာဖြစ်တယ်မှတ်သားထားပြီးဘာလုပ်ရမလဲဆိုဆင်ញင်သုံးသပ်မှုပြုရမယ်ဘဝနဲ့ဆက်ဟပ်ပြီးတော့ apply လုပ်တယ်ခေါ်ဟောလက်တွေ့ဘဝနဲ့ဆက်ဟပ်ပြီးတော့ကြည်တတ်ရကြည်လာတဲ့အခါမှာဘာအဖြေထွက်လာနိုင်တယ်လဲဆိုရင်ဆောင်ရမယ့်ဟာကိုဆောင်ရှောင်ရမယ့်ဟာကိုရှောင်ဒီသဘောကိုပြောတာเนาะအဲ့တော့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများရအောင်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာငယ်စဉ်ဘဝကစပြီးမိဘစီကရတယ်ဆရာသမားတွေစီကရတယ်ရဟန်းတန်ဃာတွေစီကရတယ်မိမိကိုယ်တိုင်တရားစာအုပ်တွေဖတ်ရှုတဲ့စီကရတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရရှိကြအဲ့ဒီရရှိလာတဲ့အဆုံးအမတွေကိုလက်တွေ့အသုံးချပြီးတော့စီးပွားရေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်ဘဝအရေးမှာပဲဖြစ်ဖြစ်အသုံးချတတ်သွားပြီဆိုလို့ရှိရင်တော့ဘဝဟာဘယ်လိုအခက်ခဲနဲ့တွေ့ရင်ဆိုင်သွားနိုင်တဲ့အနေအထားအဲ့ဒီရင်ဆိုင်ဝတ်တဲ့တတ္တိကိုမှန်ကန်တဲ့တတ္တိရဖို့လိုအပ်တယ်ပေါ့လောကမှာတချို့ပုဂ္ဂိုလ်တွေဟာရင်ဆိုင်တယ်ဆိုတာမိုက်ယူရဲနဲ့ရင်ဆိုင်တာသာဖြစ်တယ်ပေါ့မှန်ကန်တဲ့လမ်းကြောင်းနဲ့ရင်ဆိုင်သွားတာမဟုတ်ဘူးသေဝတ်နဲ့ဆိုတဲ့လူတွေဟာဒေါသနဲ့သေဝတ်နဲ့လို့ပြောနေတာနော်ဒေါသနဲ့ဝင်ကြွားပြီးတော့သေဝတ်နဲ့လို့ပြောနေတာတကယ်သေပြီဆိုရင်အဲ့ဒီလူဟာအလွန်ကြောက်တဲ့လူတစ်ယောက်ဖြစ်တယ်ခြေမကင်မိလက်မကင်မိဖြစ်သွားတတ်တယ်ဒါကြောင့်မို့ရဲဝံ့နေဆိုတာအတိညာဏ်နဲ့တတိနဲ့နေတဲ့ပုဂ္ဂိုလ်မှာတကယ်ရဲဝံ့ခြင်းလို့ဒီလိုသတ်မှတ်အေးဘုရားသမီးတော်များဟာအခုလိုပဲဘဝကြီးရဲ့အခြေအနေကိုဆင်ញင်သုံးသပ်ပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေပေါ်မှာရင့်ကျက်တဲ့စိတ်ဓာတ်နဲ့ရှင်းကျက်တဲ့အမြင်တွေနဲ့ရှင်းကျက်တဲ့တတိတရားပညာနာများနဲ့ဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာဘဝလွတ်မြောက်မှုကိုရရှိအောင်ယူသွားနိုင်ကြတာဖြစ်တယ်ပေါ့အဲ့ဒါလိုယူသွားနိုင်အောင်ကြိုးစားကြရအောင်အခုအပန်း20မြောက်သူမင်္ဂလမာတာလို့ဆိုတာသူ
သူ့ရဲ့အမည်နာမကိုသားရဲ့နာမည်နဲ့တွဲဖက်ပြီးတော့မှဲ့ထားတာသူ့မင်္ဂလမာတာသူ့မင်္ဂလရဲ့မေတော်ဆိုတာသူ့သားကလည်းဒီရဟန်းတော်တစ်ပါးဖြစ်တယ်ပေါ့သူတို့ရဲ့ဘဝစัจကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးကြီးဟာတာဝတိမြို့မှာအလွန်ဆင်းရဲတဲ့မိသားစုတွေမှာလူဖြစ်လာတာအစမပြေဘူးဘဝလူဖြစ်လာကြတဲ့ဆင်းရဲတဲ့အထဲမှာလူဖြစ်လာတော့ပေမိန်ပန်းမလောကန်စားရောက်အရွယ်ရောက်လာတဲ့အခါကျတော့သူဟာကျူပင်တွေခုတ်ပြီးတော့ကျူထရန်လုပ်ပြီးစားရတဲ့ဆင်းရဲတဲ့လူတယောက်နဲ့အကြောင်းပါသွားတယ်နော်ဆင်းရဲသားတွေရဲ့ဘဝကိုစဉ်းစားကြည့်စားဖို့နေအစမပြေဘူးရရလောက်ကင်ပြီးတော့စားကြတယ်အိန္ဒိယနိုင်ငံမှာလူဒန်းစား3ရက်အလုံးပေါင်းတော့လူဒန်းစား4ရက်ခွဲထားတာရှိတယ်လူဒန်းစား4ရက်ကို14မျိုးဆိုပြီးတော့ခွဲတာအုပ်ချုပ်တဲ့လူဒန်းစားကခတ္တယလို့ခေါ်တယ်အင်္ဂလိပ်လိုပြန်တဲ့အခါ warrior လို့ပြန်လေးရှိတယ် warrior လို့ပြန်လေးရှိတဲ့အရာပေါ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့လူဒန်းစားမင်းဆိုးရစာပေါ့အဲ့ဒီဇက်ကတစ်မျိုးနောက်တစ်ခါဗေဒကျမ်းတွေကိုသင်ပြီးတော့ပညာနဲ့လူတွေကိုပံ့ပိုးပေးပြီးဆရာလုပ်ပြီးတော့စားတဲ့လူမျိုးကိုတော့ဗြဟ္မဏလို့ခေါ်တယ်။မြန်မာတွေကတော့ပုံနာလို့ပြောတယ်။အဲ့ဒီဗြဟ္မင်းဆိုတဲ့လူမျိုးကတစ်မျိုးနောက်တစ်ခါအယောင်းဝယ်လုပ်တယ်နော်ကုန်တယ်တွေလုပ်တယ်နောက်ပြီးတော့စိုက်ပျိုးတယ်နွားမွေးတယ်စသဖြင့်စီးပွားရေးလုပ်ငန်းနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေကိုတော့ဝိတ္တလို့ခေါ်တယ်အဲ့ဒီသုံးခုကတော့ကိုယ်စိုးကိုယ်ပိုင်ရှိကြတယ်ဝိတ္တတွေကချမ်းသာကြတယ်တထေးတွေတကြွယ်တွေကဝိတ္တတွေကပဲအဲ့ဒီတထေးတကြွယ်တွေကိုအမိပြုပြီးတော့ဗြဟ္မင်းတွေကစားတော့ကြတယ်သူတို့ပညာနဲ့ဟောပြောပြီးစားတော့ကြတယ်ခတ္တိယဆိုတာတွေကြတော့ဝိတ္တတွေစီကအခွန်တုတ်ယူပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ကြတယ်ဒီလိုသူတို့အဆင့်3ဆင့်ကအဲ့လိုနေကြတယ်အဲ့ဒီမှာအနှိမ့်ချဆုံးလူဒန်းစားကိုသုဒ္ဓလို့ခေါ်တယ်အဲ့ဒီသုဒ္ဓဆိုတဲ့လူဒန်းစားအနှိမ့်ဆုံးဇတ်ပေါ့ခဏခေတ်မှာအိန္ဒိယမှာလည်းပဲရှိတယ် outcast untouchable ဆိုတာလူတွေကသူတို့နဲ့ထိလို့ရှိရင်တနာတယ်ဆိုပြီးတော့ထိခံခြင်းတောင်မပြုကြဘူးအဲ့ဒါလောက်ထိအောင်လူချင်းတူပါလေနဲ့တနာတယ်လို့ယူဆခံရတဲ့လူတွေဟာအများကြီးပဲအဲ့ဒါလို့ရှိတယ်တချို့ဆိုရင်အဲ့ဒီသုဒ္ဓဆိုတဲ့လူကလေတင်ကရပ်နေလို့ရှိရင်လေအောက်ကနေဘယ်တော့မှမနေဘူးလေတင်မဲ့နေအိန္ဒိယနိုင်ငံသွားလို့ရှိရင်တွေ့ပါလိမ့်မယ်ခေစကုတ်တောင်ကရေဘူးစမ်းမှာချိုးနေကြတဲ့အခါမှာဟိုဗြဟ္မင်းတွေကအထက်ကချိုးသူတို့ချိုးချတဲ့ရေကိုမှအောက်ကတာမန်လူတွေကချိုးအဲ့ဒီအောက်မှာသုဒ္ဓဆိုတဲ့အောက်ကဇက်နေနေကချိုးကြတာဒါကနေ့ထိဒီတိုင်းပဲရှိဇက်မြင့်တွေကဇက်နေနေကိုအများအားနှိမ်ထားတယ်မြန်မာနိုင်ငံမှာတော့ကံကောင်းလို့မြန်မာလူမျိုးတွေရဲ့ဒီအစင်လာကောင်းဝေးရပါအစင်လာကောင်းတွေကြောင့်မြန်မာပြည်မှာလူချင်းအဲ့ဒါလောက်ကြီးနှိမ်တာမျိုးတွေဇက်ကိုအကြောင်းပြုပြီးနှိမ်တာမြန်မာပြည်မှာမရှိဘူးအိန္ဒိယမှာရှိတယ်တိရိလင်္ကာမှတောင်မှပဲဘုရားဘာသာနိုင်ငံဖြစ်ပြီမဲ့လို့ဇက်ခွဲခြားမှုတွေရှိတယ်ပေါ့ဒီဟိုမှာဖျားเจ้าကန်တွေကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေကဇက်မြင့်နေချီပဲအကုန်လုံးဆိုတော့တိုင်းကိုစောင့်တဲ့ဘုန်းကြီးပဲဖြစ်စေပုရဏရာဇမဟာဝိဟာရလို့ဆိုတဲ့ရှေးဘုရင်တွေရဲ့ရှေးเจ้าတွေကိုအုပ်ချုပ်ထားတယ်ဘောဓိပင်တွေအုပ်ချုပ်ထားတယ်အဲ့ဒါကဇက်မြင့်ဖြစ်တဲ့ရှန်ခိုင်းဘုန်းကြီးတွေပဲစောင့်ရှောက်လေးရှိတယ်ပေါ့ဒါကြောင့်မို့တိုင်းပြည်မှာဧည့်သည်တွေဒီဧည့်သည်တော်တွေလာပြီဆိုလို့ရှိရင်အဲ့ဒီဇက်မြင့်ဘုန်းကြီးတွေနဲ့ပဲတွေ့တာများအဲ့ဒီဇက်ခွဲခြားမှုကိုမကျေနပ်လို့မြန်မာနိုင်ငံမှာဘိုးတော်မင်းတရားလက်ထက်အမရပူရကိုလာရောက်ပြီးတော့ဒီဟိုအမျိုးသားတွေကရဟန်းခံသွားပြီးတိရိလင်္ကာနိုင်ငံမှာတန်ခါဂိုင်းတစ်ခုကိုတီထောင်တယ်အဲ့ဒီဂိုင်းကိုအမရပူရဂိုင်းလို့ခေါ်တယ်မြန်မာပြည်ကအမရပူရမြို့မှာလာပြီးရဟန်းခံလို့အမရပူရဂိုင်းသူကတော့စာမြင့်လည်းပါတယ်စိုက်နှိမ့်လည်းပါတယ်
အများအပြည့်တော့ဇာနိတ်တွေပဲများပုံရနောက်တစ်ခါဒီပဲခူးမြို့ကလျာဏီတိမ်ထဲမှာလာရဟန်းခံပြီးတော့ဂိုင်းထူထောင်တဲ့ဂိုင်းကတော့ရာမညဂိုင်းလို့ခေါ်တယ်ဒါမို့သီရိလင်္ကာနိုင်ငံမှာခဏရှမ်းဂိုင်းရဲ့အမရပူရဂိုင်းရဲ့ရာမညဂိုင်းရဲ့လို့တန်ခါဂိုင်းကြီး၃ဂိုင်းရှိတယ်ပေါ့ခဏထီအောင်ရှိတယ်အဲ့ဒီလိုဂိုင်းကွဲသွားခြင်းရဲ့အကြောင်းကဘာကြောင့်လဲလို့ဆိုရင်ဇက်ခွဲခြားမှုသာဖြစ်တာဒီကနေ့တောင်မှပဲကျန်တဲ့ဂိုင်းဝင်တန်ဃာတွေကအမရပူရဂိုင်းတို့ရာမညဂိုင်းတို့ကပြောရေးဆိုတာရှိလာတဲ့အခါမှာရှမ်းဂိုင်းကဘုန်းကြီးတွေနဲ့ပြိုင်ပြီးတော့မပြောဝံ့ဘူးလို့ကိုလမိုမြို့မှာကြာရှည်စွာသတင်းသုံးခဲ့တဲ့ကိုလမိုဆရာတော်ကြီးကအမိန့်ရှိဘူးတယ်နော်အကြောင်းကိစ္စရှိလို့ပြန်ပြီးတော့ရင်ဆိုင်ပြောရမယ်ဆိုလို့ရှိရင်ရှမ်းကိုင်းကဘုန်းကြီးတွေကိုရင်ဆိုင်ပြီးတော့တိတ်မပြောရဲကြဘူးလို့ဘာဖြစ်လို့မပြောရဲလဲဆိုရင်စမ်းမြင့်နဲ့စမ်းနှိမ်ဖြစ်နေလို့ပဲစက်ရဲ့ချင်းချောင်းမှုကိုခံနေရတယ်လို့ဒီလိုဆိုတယ်ဘုန်းကြီးတို့အိန္ဒိယနိုင်ငံရောက်တော့က BHU ဆိုတဲ့တက္ကသိုလ်ကြီးကိုသွားတယ်အပြန်ကြတော့သုံးဘိန်းကားပေါ်မှာစီလာကြလမ်းမှာကျောင်းသား2ယောက်ကကားတားပြီးတော့တက်လာတက်ပြီးတော့စီအတော်လေးသွားမိတဲ့အခါမှာသူတို့ကကားပေါ်ကဆင်းကြတယ်ကားရက်ခိုင်းပြီးဆင်းသွားတယ်သို့တော့ကားကပေးမသွားဘူးပေးမသွားတော့ driver ကကားကလိုက်တောင်းတယ်လိုက်တောင်းတော့မျက်စောင်းကလေးတစ်ချက်ထိုးတာနဲ့ပြန်လှည့်လာမေးကြည့်လိုက်တော့စမ်းမြင့်နေတဲ့ဟိုကျောင်းသားတွေကဆက်မတောင်းရဲဘူးနော်အဲ့ဒါလို့အနိုင်ကျင့်တာတွေဟာခဏခစ်ထီအောင်ရှိဒါကိုယ်တိုင်မြင်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ခဏနေတာနဲ့တွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ခုပဲအဲ့ဒါလို့လောကကြီးမှာအိန္ဒိယမှာလူရန်စားအသီးသီးဆိုတာရှိနေကြတယ်အေးဆင်းရဲတဲ့ဘဝရောက်ပြီဆိုလို့ရှိရင်တာမန်ဆင်းရဲမှုတွေမကဘူးလူတကာအထင်သေးခံရတဲ့ဆင်းရဲမှုတောင်မှရောက်ရှိလာတာဖြစ်တယ်အဲ့ဒီလိုအိန္ဒိယနိုင်ငံမှာစက်ခွဲခြားပြီးတော့အခုလိုအနိုင်ကျင့်နေတဲ့အနေအထားတွေကြားမှာမြတ်စွာဘုရားဟာပွင့်ပေါ်လာတာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီဇက်စနစ်ကြီးကိုတိုက်ဖြတ်ပြီးတော့ဘယ်ဇက်ကပဲလာဘလောက်အောက်တိုင်းပဲကြသူ့မှာအသိဉာဏ်ရှိတယ်ဆိုလို့ရှိရင်တရားဓမ္မကိုသွန်သင်ဆုံးမဟောပြောပြတာပေးတာကြီးပဲအဲ့ဒီပုဂ္ဂိုလ်တွေဟာထက်တန်းရောက်လာကြတာတွေရှိတယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကဇက်ခွဲခြားမှုကိုတော်လှန်ပြီးတော့တရားဓမ္မဟောပြောခဲ့တာအဲ့ဒီဟောပြောသည့်အတွက်ကြောင့်မြတ်စွာဘုရားရှိတဲ့အချိန်မှာတော့အိန္ဒိယနိုင်ငံမှာဇက်ဝါဒကိုစွန့်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာများပြားလာခဲ့တယ်သို့တော့မကြေမနပ်ဖြစ်နေတဲ့ဗြဟ္မဏ်တွေကတော့ရှိနေဆဲပဲဖြစ်တယ်နောက်ဆုံးမြတ်စွာဘုရားမရှိတဲ့နောက်ပိုင်းရောက်တဲ့အခါကျတော့အဲ့ဒီဗြဟ္မဏ်တွေအားကောင်းလာတဲ့အခါဆက်ခွဲခြားတဲ့မြတ်စွာဘုရားရဲ့တရားတွေဟာတဖြည်းဖြည်းပပျောက်လာတယ်သူတို့ကလွှမ်းမိုးကြီးစိုးလာအိန္ဒိယသာသနာကွယ်သွားတာဒါအတွင်းကပါတာအိန္ဒိယသာသနာမြန်ကွယ်သွားတာဆက်ခွဲခြားမှုမတော်လှန်နိုင်တဲ့သဘောတစ်ခုဖြစ်တယ်ပေါ့အဲ့တော့မြန်မာနိုင်ငံမှာသာသနာထွန်းကားနေတာအလွန်ကံကောင်းတယ်လို့ပြောဆင်းရဲရင်လည်းပဲသူဆင်းရဲတာသာဖြစ်တယ်လူတကာကအထင်မြင်သေးအန်တချေဘောလို့ဘယ်သူမှမပြောဘူးဆင်းရဲတဲ့လူကဆင်းရဲတာပဲအေးအဲ့ဒါလို့ဆင်းရဲလာတဲ့အခါမှာလူတွေဟာထွက်ပေါက်ဆိုတာရှာကြကိုယ့်ကိုကြိုးစားအထုတ်လို့မြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲအဲ့ဒါလို့အခုလည်းပဲဒီသူမင်္ဂလာမာတာဆိုတဲ့အမျိုးသမီးကြီးဟာဇက်ခွဲခြားတဲ့နိုင်ငံမှာဆင်းရဲသူမှသွားဖြစ်တယ်ဆင်းရဲသူမှသွားဖြစ်တော့အောက်တန်းစားဆင်းရဲတဲ့သူချင်းပဲအိမ်အောင်ကြတယ်အိမ်အောင်ကြလိုက်တော့အဲ့ဒီမှာပထမဦးဆုံးမွေးလာတဲ့ကလေးကအသိဉာဏ်အမတန်မှရှိတဲ့ကလေးဖြစ်လာတယ်အဲ့ဒီပုဂ္ဂိုလ်လေးဟာရသော်ဘုရားရဲ့အဆုံးအမတရားကိုနာပြီးတော့နောက်ဆုံးမှယဟန်ဖြစ်သွားတယ်ယဟန္တာပုဂ္ဂိုလ်ကြီးထီအောင်ဖြစ်သွားတယ်သူမင်္ဂလာမထေရဆိုတာရှိတယ်ဒါကြောင့်မို့အဲ့ဒီမထေရရဲ့နာမည်နဲ့သူ့ကိုသူမင်္ဂလာမာတာလို့ခေါ်တာသူကတော့ဆင်းရဲတွင်လက်ရှာတယ်နောက်ဆုံးမှာဒ
ဒီဆင်းရဲဒုက္ခကလွတ်တော့အသက်အရွယ်တော့ကြီးလာတော့မှသာသနာပေါင်းဝင်လာတယ်သာသနာပေါင်းဝင်လာပြီးမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းဝိပဿနာတရားတွေကျင့်ကြံကြိုးကိုအားထုတ်တယ်အဲ့ဒါလို့အားထုတ်ရင်နဲ့သူဟာသူ့ဘဝရဲ့ဆင်းရဲတွင်နှက်ခဲ့ပုံတွေပြန်ပြီးတော့သူပြောပြတာတွေရှိတယ်ပေါ့ဆင်းရဲတွေနှက်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီဆင်းရဲတွေကအခုသူလွတ်ပြီးဆိုတဲ့စိတ်ကိုဒုက္ခတွေကလွတ်လာတဲ့အကြောင်းကိုသူ့ရင်တွင်စကားအနေနဲ့သူဘာပြောတော့ဆိုသူ့မုတ်တိကာငါတော့ကောင်းကောင်းကြီးလွတ်ပြီကောင်းကောင်းကြီးလွတ်ပြီယန္တာမကြီးဘဝရောက်သွားတဲ့အခါသူ့စိတ်ထဲမှာကျေနပ်အားရစွာပြောတဲ့စကားငါတော့ကောင်းကောင်းကြီးလွတ်သွားပြီကောင်းကောင်းကြီးလွတ်သွားပြီထွက်ပေါက်ရသွားပြီဘာကလွတ်သွားတာတုံးလို့ဆိုတာဓုမုတ်တိကံမိမုဒလတ္တာနေ့စဉ်နဲ့အမျှစဘာထောင်းပြီးတော့ချက်ရပြုတ်ရတဲ့ဒုက္ခတွေကသူလွတ်သွားပြီနေ့စဉ်နဲ့အမျှလုပ်ငန်းတွေလုပ်ရတယ်အမျိုးသားသူ့ရဲ့ယောက်ျားကကျူတရန်အလုပ်လုပ်တာဆိုတော့ကျူတရန်ခွဲတဲ့အလုပ်ကိုဝိုင်းဝန်းပြီးတော့လုပ်ရတယ်အေးတနေကုန်တကုန်းကုန်းနဲ့လုပ်ရတဲ့အလုပ်တွေအဲ့ဒီအလုပ်တွေကတော့ငါလွတ်သွားပြီလို့သူဟာဝမ်းမြောက်ဝမ်းသာဥဒန်းကျွရင်တယ်အဲ့တော့သူဒီလိုလွတ်တာဘာကြောင့်လွတ်သွားသလဲလို့ဆိုသူကပြောတာရာဂင်္စအဟံဒေါသင်္စစိတ်စီတိဝိဟနာမိသူဟာသူ့တဏ္ဍာမှာရှိတဲ့တွေ့တာမှုတွေကိုလည်းအကုန်လုံးဖြတ်လိုက်ပြီမုန်းတီမှုတွေလည်းအကုန်လုံးဖြတ်လိုက်နိုင်ပြီပေါ့တခုမှတွေ့တာမှုတွေကိုလည်းချမ်းမထားဘူးမုန်းတီမှုတွေကိုလည်းသူ့ရဲ့ရင်ထဲနှလုံးထဲမှာမရှိအောင်သူရှင်းပြလိုက်နိုင်တယ်တဲ့ရှင်းပြလိုက်နိုင်လို့အခုချိန်မှာသူဟာသူ့ရင်ထဲမှာအမုန်းတရားလည်းမရှိဘူးတွေ့တာမှုတန်ရောစင်တွေလည်းမရှိဘူးအဲ့ဒီတွေ့တာမှုတွေမရှိသည့်အတွက်ကြောင့်တောကဆိုတာလည်းမရှိဘူးအဲ့ဒီလိုတောကမရှိသည့်အတွက်ကြောင့်သူဟာဘယ်နေရာရောက်ဘယ်တစ်ပင်အောက်မှာနေရစိတ်နှလုံးအေးချမ်းတယ်လို့ဥဒန်းကျူတာသူကနော်ဥဒန်းကျူတဲ့အနေနဲ့တာရုက္ခမူလမုပကမ္မအဟောတုခန္တိဒုက္ခတော်ဇာယာမိဘယ်နေရာရောက်တစ်ပင်အောက်ဝင်လိုက်တာနဲ့တပြိုင်နက်ခုမှချမ်းသာလိုက်တာဘာဖြစ်လို့တော့ဆိုအရင်တုန်းကတော့တွေ့တာမှုတွေအလောက်ရှုံမှုတွေနဲ့ဘဝကြီးတစ်ခုဝန်တော့ကိုမိုးကြီးတစ်ခုကိုထမ်းနေရတယ်လို့ရှိတယ်အဲ့ဒါတွေကိုစွန့်လွတ်ပြီးသူ့တဏ္ဍာမှာတွေ့တာမှုတွေလည်းလွတ်လိုက်တယ်မုန်းတီးမှုတွေကိုလည်းလွတ်လိုက်တဲ့အခါကျတော့ဘယ်နေရာမှာရောက်ဘယ်အပင်အောက်ဝင်သူ့မှာအစင်ထာဝရအေးချမ်းမှုကိုရရှိတယ်လို့ဒီလိုဆိုတာအဲ့ဒီလိုရှေးကတရားဓမ္မနဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာဒုက္ခအရသာကိုခံစားတော်ချရတယ်တာဂဝေမင်းသားတာဂဝေမင်းဖြစ်တဲ့ဗတ္တိယဆိုတဲ့ယဟန်တော်တစ်ပါးဟာလည်းအဲ့တိုင်းသူဟာအလဲ့ချမင်းပြုကြတဲ့ထဲမှာတာဂဝေမင်းဖြစ်ခုခေတ်လိုပြောရင်ဒီဥက္ကဋ္ဌအနေနဲ့ပေါ့သူတို့ကကဏရာဇာတွေဆိုအလှည့်ကျဥက္ကဋ္ဌလုပ်ပြီးတော့အုပ်ချုပ်တာအဲ့လိုအုပ်ချုပ်နေတဲ့အချိန်မှာဗတ္တိယဆိုတဲ့တာဂဝေမင်းဟာတငယ်ချင်းဖြစ်တဲ့အနုရုဒ္ဓရဲ့ဒီခေါ်ဆောင်မှုကြောင့်တငယ်ချင်းကိုခင်နာနဲ့မြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တယ်ယာရုတွေအကုန်စွန့်ပြီးတော့သာသနာပေါင်းဝင်လာလိုက်တယ်ဝင်လာပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာယန္တာဖြစ်သွားတယ်သူကယန္တာဖြစ်သွားတဲ့အခါမှာသူ့ဘေးနေရာရောက်သူ့ရဲ့ရင်တွင်းစကားကိုအများကကြားနေရတယ်အဟောဒုက္ခံချမ်းသာလိုက်တာနဲ့သူ့နှုတ်ကဘယ်တော့ပဲဖြစ်ချမ်းသာလိုက်တာဆိုတဲ့စကားကိုမြဲတမ်းအမှတ်မထင်ကြားနေကြရတဲ့အခါမှာမြတ်စွာဘုရားကိုရှောက်ကြတယ်ရှင်ပတ္တိယဟာဘယ်နေရာပဲရောက်ဟောဒုက္ခံချမ်းသာလိုက်တယ်ဆိုတာလူဘဝကစည်းစိမ်ဥစ္စာတွေကိုဘယင်းဘဝကိုပြန်တန်းတပြီးတော့နေတာနဲ့တူတယ်လို့ဘုရားကိုရှောက်ကြတဲ့အခါမြတ်စွာဘုရားကအလုံးရှင်းအောင်ခေါ်မေးတယ်။ဘာကြောင့်ဟောဒုက္ခံလို့ပြောတယ်လဲ။ဘာကြောင့်ချမ်းသာလိုက်တာလို့ရှင်တွင်ကစကားကိုထုတ်ဖို့ပြောနေတယ်လဲလို့ဆိုရှင်းပြတယ်တပည့်တော်
ဘယင်မင်းလှုပ်တဲ့အချိန်မှာကိုရံတော်တက်တွေအဆောင်အရှောက်တွေကြားထဲမှာကိုတပည့်တော်ဟာအေးချမ်းတဲ့စိတ်နှလုံးအေးချမ်းမှုကိုမရခဲ့ဘူးတဲ့ငါရန်သူဘယ်နှမြပေါ်လာမလဲငါကိုတရားယောဂမြလှုပ်ကြံမလားဆိုပြီးတော့ဘယ်နေရာမှသူ့စိတ်ဟာမလုံခြုံဘူးတဲ့ညအေးရလို့ရှိရင်လည်းမလုံခြုံဘူးဘယ်နေရာသွားသူဟာတန်တရားမျက်လုံးနဲ့ပဲကြည့်ပိဋကတ်တဲ့သွားလဲတန်တရားမျက်လုံးနဲ့ကြည့်သူ့ထဲကကိုရံတော်တွေကမြငါ့ကိုလှုပ်ကြံမလားဟောစိတ်ဟာမလုံခဲ့ဘူးတဲ့အခုကြတော့တပည့်တော်ယဟန်ဘဝရောက်တဲ့အခါမှာဘယ်နေရာသွားကိုယ့်ကိုဒုက္ခပေးမဲ့လူ तू မရှိလို့ဒုက္ခပေးအောင်တော့ဒါတွေအတွက်ကို तू မထည့်ပြီးမစင်စားတော့ဘူးသူ့ကိုယ်သူတွေ့တာမှုတွေလည်းမရှိဘူးပတ်ဝန်းကျင်ကိုမုန်းတိမှုလည်းမရှိဘူးမရှိတော့သည့်အတွက်ကြောင့်တပည့်တော်ရဲ့ရင်ထဲနှလုံးထဲဟာအမြဲတမ်းအေးချမ်းသွားပြီဒါကြောင့်မို့ဟောတုခံလို့ဆိုတာပါလို့ရှင်းပြအဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားဟာတကယ်ကိုနှလုံးသားရဲ့အေးချမ်းမှုကိုပေးစွမ်းနိုင်တာဖြစ်တယ်ပေါ့နှလုံးသားရဲ့အေးချမ်းမှုအဲ့ဒါလို့ပေးနိုင်တာကြောင့်မလို့အခုသူမင်္ဂလာမာတာဒီဘိက္ခုနီမကြီးဟာလည်းဘဝမှာအတော်ဒုက္ခရောက်ခဲ့တဲ့ဘဝကလွန်မြောက်လာပြီးတော့သူဟာအသက်အရွယ်ရလာတဲ့အခါမှာမြတ်စွာဘုရားဟောပြောဆုံးမတဲ့အတိုင်းတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါတွေ့တာမှုတွေပြတ်သွားတယ်တွေ့တာမှုတွေပြတ်သွားတဲ့အခါမှာတွေ့တာမှုကင်းလိုက်တာနဲ့တပြိုင်နက်မုန်းတိမှုဆိုတာလည်းမရှိတော့ဘူးစိတ်တောကဆိုတာလည်းမရှိတော့ဘူးရှင်တွင်းဟာအေးချမ်းသွားတယ်လို့အဲ့တော့မြတ်စွာဘုရားတရားတော်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဟာဘာအတွက်လဲလို့မေးကြမယ်ဝိပဿနာတရားအားထုတ်တယ်ဘာအတွက်အားထုတ်တာလဲလို့မေးမယ်ဆိုလို့ရှိရင်ဝိပဿနာတရားအားထုတ်တာဟာအမှန်သိဖို့အားထုတ်တာဖြစ်တယ်အမှန်သိတော့ဘာလို့လဲအမှန်သိတဲ့အခါမှာတွေ့တာမှုကိုဖယ်နိုင်တယ်တွေ့တာမှုကိုဖယ်နိုင်တော့ဘာဖြစ်လဲတောကကိုဖယ်နိုင်တယ်ဒီလိုဆိုလိုတာပေါ့နော်တောကမရှိရင်ဘာဖြစ်လဲစိတ်နှလုံးအေးချမ်းတယ်အဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုရရှိဖို့ရအတွက်တွေ့တာမှုကိုဖယ်ဖို့ကြိုးစားတွေ့တာမှုဟာအမှန်သိတဲ့အပေါ်မှာဖယ်နိုင်တာဖြစ်သောကြောင့်ဝိပဿနာဉာဏ်နဲ့အမှန်သိအောင်ကြိုးစားကြရတယ်အဲ့ဒီလိုကြိုးစားမှဒီတွေ့တာမှုကင်းသွားတဲ့အခါမှာတောကတွေကင်းသွားတယ်စိတ်နှလုံးအေးချမ်းမှုကိုရတယ်မြတ်စွာဘုရားရဲ့တရားတော်ဟာဒါကိုအဓိကထားတာဩပသမီကောစိတ်နှလုံးအေးချမ်းမှုဖြစ်ပေါ်စေတဲ့စိတ်နှလုံးအေးချမ်းမှုရဖို့အတွက်ဘုရားဘာသာဝင်တွေဟာတရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ကြတာဖြစ်တယ်အေးသူမင်္ဂလာမာတာဆိုတဲ့ဘိက္ခုနီမကြီးဟာအခုလို့အောက်တန်းစားဘဝကနေပြီးတော့အထက်တန်းစားဘဝယဟန္တာဖြစ်သွားတဲ့အခါစိတ်နှလုံးအေးချမ်းပြီးတော့ထာဝရအငြိမ့်တက်ကိုရရှိခံစားရတယ်ဆိုတာသူ့ရင်ထဲနှလုံးထဲရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြီးတော့သူပြောတယ်လွတ်ခဲ့ပြီငါတော့ဒုက္ခတွေကအလုံးလွတ်လာခဲ့ပြီလူဘဝမှာကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေအလုံးလွတ်ခဲ့တယ်အဲ့ဒါတွေဘာကြောင့်လွတ်လဲလို့ဆိုရင်ငါဒီတွေ့တာမှုကိုဖယ်ရှားနိုင်တယ်မုန်းတိမှုတွေကိုလည်းဖယ်ရှားပြလိုက်နိုင်တယ်မုန်းတိမှုတွေတွေ့တာမှုတွေဖယ်ရှားလိုက်သည့်အတွက်ကြောင့်ငါရင်ထဲမှာအေးချမ်းမှုဘယ်နေရာရောက်ဘယ်တစ်ပင်အောက်ဝင်းငါထာဝရငြိမ်းချမ်းတဲ့ထာဝရချမ်းသာတဲ့ချမ်းသာမှုကိုငါရရှိခံစားရတယ်လို့ရင်တွင်စကားကိုဆိုခဲ့တာဖြစ်ပါတယ်ဘုန်းကြီးတို့တွေလည်းသူ့လိုရင်တွင်စကားဆိုနိုင်အောင်ကြိုးစားအထောက်ကြဘာဖြစ်လို့မအေးချမ်းသေးတယ်လဲဆိုရင်တွေ့တာမှုတွေမကင်းသေးလို့မုန်းတိမှုတွေမကင်းသေးလို့မအေးချမ်းတာပဲအဲ့တော့တွေ့တာမှုတွေမုန်းတိမှုတွေကင်းအောင်ဆိုတာမှန်ကန်တဲ့အမြင်တစ်ခုကိုရအောင်ကြိုးစားမှန်တဲ့အမှန်ကန်တဲ့အမြင်တစ်ခုကိုရပြီဆိုမှအမှန်သိပြီဆိုမှတွေ့တာမှုဆိုတာဖယ်ရှားနိုင်တယ်ပေါ့ဒီအဓိပ္ပာယ်ကိုဆိုလိုတာပါပဲနောက်20တပါးမြောက်ဘိက္ခုနီမ20ပါးမြောက်ဘိက္ခုနီမထေရီမရဲ့ရင်တွင်စကားကိုမှတ်သားကြည့်ကြရအောင်20ပါးမြောက်ဘိက္ခုနီမကသူ့နာမည်ကိုအတ္တကာတိလို့ခေါ်တယ်ကာတိဆိုတာ1000လို့အဓိပ္ပာယ်ရ1000လို့အဓိပ္ပာယ်အတ္တကာတိ1000ရဲ့ထဝက်ဆို900ပေါ့နော်900ဆိုတဲ့အဓိပ္ပာယ်နဲ့သူ့အတ္တကာတိလို့ခေါ်တာဘာကြောင့်သူဒီလိုခေါ်တာတုံးလို့ဆိုသူဇာလန်ကလည်းသူဟာဘ
ဝတစ်ခုမှာမှားယွင်းခဲ့လို့သူ့ရဲ့ဘဝဟာအထက်တန်းစားဘဝကနေပြီးတော့အောက်တန်းဘဝကိုရောက်သွားရှာတဲ့အမျိုးသမီးတူပဲမျိုးသမီးတူပဲဂေါတမဗုဒ္ဓရဲ့လက်ထက်မှာသူကကာတိတိုင်းကတထေးသမီးတူပဲဖြစ်တယ်သူ့မိဘကချမ်းသာကြွယ်ဝတယ်အတိတ်ဘဝတုန်းကဖျားသာသနာမှာဝင်ရောက်ပြီးတော့မြတ်သောအကျင့်ကိုကျင့်ခဲ့တယ်မြတ်သောအကျင့်လို့ဆိုတာဗျာမစာရီဆိုတဲ့မြတ်သောအကျင့်အိမ်တော်မှုမပြုဘဲနဲ့မြင့်မြတ်တဲ့ဥပုသ်သီလတို့ဆိုတာတွေကိုစောင့်တည်ခဲ့တယ်အဲ့ဒီမြတ်သောအကျင့်ကိုကျင့်ခဲ့တဲ့စွမ်းအားကြောင့်သူဟာနတ်သမီးတစ်မြတ်ချောမောလှပတဲ့ရုပ်ရည်နဲ့ပြည့်စုံတဲ့အမျိုးသမီးဖြစ်ခဲ့တယ်တထေးဘဝတထေးသမီးအနေနဲ့ဖြစ်လာခဲ့တယ်သို့တော့တထေးသမီးချမ်းသာကြွယ်ဝတော်လည်းပဲကံမကောင်းအကြောင်းလာတဲ့အခါမှာသူဘာဖြစ်သွားရသလဲဆိုတော့ကြည့်နော်ဒိဋ္ဌဝါနဓတ္တနိယမံခိရိပဇပုရုတ္တမေခဏိကတိနိဝေတေတုအကောတေနအကောတနပလေနမေသူပြန်ပြောပြတယ်သူဘဝတစ်ခုမှာအကျဉ်းချံအနေထိုင်ကောင်းတဲ့ယဟန္တာဘိက္ခုနီမတူကိုသူဟာစိတ်ဆိုးမှန်ဆိုးနဲ့ပြည်တစာမလို့ဆဲခဲ့တယ်သူကနော်ပြည်တစာမလို့ဒီလိုဆဲခဲ့တယ်ခဏိကာလို့ပါဠိစာပေမှာရှိတယ်ခဏိကာဆိုတာဘုံဆိုင်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ခဏိကာဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့သူကဆဲရည်ခဲ့တယ်အဲ့ဒီဆဲခဲ့တဲ့အကုသိုလ်ကံဟာသူ့နောက်မှာလိုက်ပါလာပြီတထေးသမီးဘဝရပြီအလွန်ချောမောတဲ့ဘဝရောက်တာဟာသူ့အတွက်မှာကံဆိုးခြင်းပဲဖြစ်တယ်အကယ်၍သာသူအယုတ်ဆိုးကြီးတတ်မယ်ဆိုလို့ရှိရင်ဒီလိုအဖြစ်မျိုးခံရမှာမဟုတ်ဘူးတထေးသမီးဖြစ်ပြီးတော့အလွန်ယုတ်ချောသည့်အတွက်ကြောင့်သူ့ကိုခင်မင်သူတွေပေါ်တဲ့အခါမှာနောက်ဆုံးမှာဘုံမာတကဘုံပစ္စည်းအဖြစ်ထားခြင်းကိုခံလိုက်ရတယ်ပေါ့ဒါသူတို့ခေတ်ကယဉ်ကျေးမှုသဘောမျိုးပဲနော်အလွန်ချောမောလှပလို့ဒီလိုဖြစ်သွားတာအဲ့ဒီလိုအမျိုးသမီးတွေဟာချောမောလှပပြီဆိုရင်လေအန္တရာယ်ကြီးတစ်ခုပဲမြတ်စွာဘုရားလက်ထက်တုန်းကအလို့အမျိုးသမီးတွေရှိခဲ့တယ်ဥပ္ပလဝနာဆိုတဲ့ထေရီမဟာလည်းပဲဘဝမှာအလွန်ကိုချောတယ်သူကအသားညိုစိမ့်စိမ့်နဲ့ကြာညိုပန်းလို့မတ္တမသူ့အသားရည်ကလှပချောညက်တော့အဲ့တော့သူဟာအန္တရာယ်တွေများလာသည့်အတွက်ကြောင့်သူ့မိဘကနေပြီးဖြောင်းပြပြီးဘိက္ခုနီဝတ်ခိုင်းလိုက်တယ်အဲ့ဒါနဲ့သူဟာလွတ်မြောက်သွားတာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှင်အိန္ဒိယနိုင်ငံရဲ့ထုံးတမ်းစဉ်လာအရနော်ခဏိကာဆိုတဲ့ဘုံအမျိုးသမီးတစ်ခုဖြစ်သွားနိုင်တယ်ပေါ့အဲ့လိုရောက်သွားတတ်တယ်ပေါ့တော့သူဟာတဘဝတုန်းကမမယွင်းယွင်းနဲ့ဆက်ဆူခဲ့တယ်အကုသိုလ်ကံကြောင့်သူအဲ့ဒီဘဝကိုရောက်သွားတယ်တထေးသမီးဖြစ်ရတဲ့နဲ့ချောမောလှပတာအကြောင်းပြုပြီးတော့သူဟာအကုသိုလ်ကံကြောင့်အဲ့ဒီဘဝကိုသူရောက်ခဲ့တယ်ရောက်သွားလဲရတယ်လို့ဘဝမှာအဲ့ဒီလိုဖြစ်တယ်ပေါ့နော်အဲ့တော့သူပြောပြတာတော့သူဟာနောက်ကြတော့သာသနာ့ဘောင်ဝင်မှုကြိုးစားတယ်မြတ်စွာဘုရားတရားတော်ကိုနားတယ်သူ့ရဲ့ဘဝကိုဆွတ်လွတ်ပြီးတော့သာသနာ့ဘောင်ဝင်လာတယ်အဲ့ဒီလိုသာသနာ့ဘောင်ဝင်လာပြီးတော့သူယဟန်ခံမှုဘိက္ခုနီဝတ်ဖို့ဆိုတာဘိက္ခုနီမတွေစီယဟန်ခံပြီးဘိက္ခုတန်ဃာတွေစီယဟန်ခံမှုနေတစ်ခုကိုဖြတ်တန်းပြီးတော့သွားရမှာအဲ့ဒီလိုဖြတ်တန်းသွားမဲ့လမ်းတစ်လျှောက်မှာဒီသိုးသွားတဲ့လူငယ်တွေကစောင့်နေတယ်သူ့ကိုစောင့်ပြီးတော့ဖမ်းမလို့လှုပ်ကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုမလာစေဘဲနဲ့ဒီကတမန်လွတ်ပြီးတော့ယဟန်ခံပေးရတဲ့ဟာမို့ဒုတိနုပတံပရာတမန်နဲ့ယဟန်ခံတယ်ဆိုတာသူ့အတွက်တီးခြားခွင့်လွှတ်ချက်ပဲဖြစ်တယ်ပေါ့အဲ့ဒါနဲ့သူဘိက္ခုနီဘဝရောက်လာဘိက္ခုနီဘဝရောက်လာတာနော်ဘိက္ခုနီဘဝရောက်လာတဲ့အခါမှာသူတရားဓမ္မတွေကျင့်ကြံကြုတ်ကိုအထုတ်တယ်ကျင့်ကြံကြုတ်ကိုအထုတ်တော့နောက်ဆုံးသူဟာအသိဉာဏ်တွေကိုရရှိပြီးတော့ဝိပဿနာကျင့်စဉ်တွေကျင့်ရင်ကနေပြီးတော့ယဟန္တာမဖြစ်ကိုရောက်သွားတယ်အဲ့ဒီလိုရောက်သွားတာကိုသူပြန်ပြောပြတဲ့စကားဒီလိုရှိတယ်ယာဝကာတိစနပတောသုံကောမေတတကောအဟုကာတိရွာကတနေ့တနေ့ကိုအခွန်ငွေ1000ရတယ်
ကာတိရွာကြီးကိုအခွန်ကောက်လိုက်တဲ့အခါတနေ့တစ်ထောင်ရတယ်အဲ့ဒါလိုပဲသူနဲ့အတူတကွနေခြင်းပြီဆိုရင်တနေ့ကို1000ပေးရတယ်ပေါ့အဲ့ဒီအခွန်လောက်သူကဝင်ငွေကောင်းတယ်လို့ဆိုလို့ငယ်စဉ်တော့အဲ့လိုအခွန်ကောင်းနောက်ပိုင်းရောက်တဲ့အခါကျတော့အလုံးကရှော့လာကြပြီးတော့900ပဲပေးတော့တယ်1000မပေးတော့ဘူးအဲ့ဒီလိုရှော့လာတဲ့အကြောင်းကိုသူကပြောတယ်တန်ကတ္တဝါနေကမောအခခေနက်ခံထပေတိမှာနောက်ပိုင်းကျတော့ပြည်သူလူထုအများစုကနေပြီးသူ့ကိုတန်ဖိုးချလိုက်တယ်1000မပေးတော့ဘဲနဲ့900ပဲပေးတယ်အဲ့ဒီလို900တင်ရလာတဲ့အခါမှာသူစိတ်ပြည့်ညင်းငွေပြီးတော့ဘိက္ခုနီဘဝကိုရောက်လာခဲ့တယ်ပေါ့ဒီလိုဆိုတာနော်ဘိက္ခုနီဘဝရောက်လာတယ်အဲ့ဒီလိုရောက်လာတာကိုအကြောင်းပြုပြီးတော့သူဟာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တိုက်တော့သူ့ရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါအထနိဗ္ဗိန္ဒဟံရူပေသူ့ဘဝသူ့ခန္ဓာသူ့ရဲ့အယုတ်ဆင်းနဲ့ပတ်သက်ပြီးတော့တွေ့တာမှုတွေကျင့်တတ်မှုတွေမရတော့ဘူးအရင်တော့သူ့ကိုယ်သူသိလှတယ်သိချောတယ်ဆိုပြီးတော့တွေ့တာမှုတွေရလာအခုကျတော့တွေ့တာမှုတွေဘယ်ဘက်ကကြည့်သူ့ကိုယ်သူပြန်ပြီးတွေ့တာတဲ့စိတ်တရားမရှိတော့ဘူးစိတ်ပြက်လာတယ်ညှင်းငွေလာတယ်နိဗ္ဗိန္ဒံသဝိရဇဟံညှင်းငွေလာတော့တွေ့တာမှုမရတဲ့အခါမှာသူတတ်မဲ့မှုတွေအလုံးကင်းပြတ်သွားတယ်နောက်ဆုံးမှာဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့သဘာဝတွေကိုသိပြီးတော့ကိုယ်ပေါ်မှာပြန်တွေ့တာတဲ့တတ်မဲ့တဲ့စိတ်တွေဟာလုံးဝကင်းသွားတယ်လုံးဝကင်းသွားတဲ့အခါမာပုဏ္ဏဇာတိတန်တာရာနောက်တစ်ခါပြန်မွေးဖို့ဆိုတာဇာတိဆိုတဲ့တန်တရားသူ့မှာမရှိတော့ဘူးပြန်မွေးရတဲ့အနေအထားတစ်ခုမရှိဘူးဘုန်းကြီးတို့တွေဟာဒီဘဝအဆုံးသတ်သွားရင်ပြန်မွေးအောင်မှာပဲနောက်ဘဝအဆုံးသတ်သွားရင်လည်းပြန်မွေးအောင်မှာပဲဘာကြောင့်လဲဆိုရင်ပြန်မွေးဖို့အကြောင်းတရားတွေဟာရှိနေသေးတာဟုတ်တဏှာဆိုတာမကင်းသေးသမျှပြန်ပြီးတော့မွေးနေအောင်မှာပဲသူကတဏှာဆိုတဲ့တွေ့တာမှုလုံးဝဖယ်ရှားပြစ်လိုက်နိုင်တယ်ဒါကြောင့်မို့တဏ္ဍဝိယပုဏ္ဏပြန်ပြီးတော့တန်တရားထဲမှာဒီဘဝကနေဟိုဘဝကနေနောက်တစ်ဘဝဆိုတဲ့ကျင်လီပြေးသွားရတာမျိုးတွေသူမလုပ်ရတော့ဘူးအာလုံးတွေ့တာမှုတွေကိုဖြတ်တောက်လိုက်ပြီဘာကြောင့်ဖြတ်တောက်လိုက်နိုင်တာတော့ဆိုတိတ်သောဝိဇ္ဇာသစ္စိကတာသူဟာတရားသူတရားမြတ်ကိုကျင့်ကြံကြိုးကိုအထောက်လိုက်တဲ့အခါမှာအတိတ်ဘဝကိုလည်းသူသိနိုင်စွမ်းရှိပြီပစ္စုပန်မှာလည်းပဲသူကြည့်ခြင်းတဲ့အရာကိုတမာတိစွမ်းအားနဲ့ကြည့်နိုင်တယ်နောက်ဆုံးမှာသူတဏ္ဍာမှာမပြတ်စည်းဝင်နိုင်တဲ့အာတဝဆိုတဲ့တရားတွေကိုလည်းသူကုံအောင်လုပ်လိုက်နိုင်ပြီအဝိဇ္ဇာတွေကုံသွားပြီတဏှာတွေကုံသွားပြီကတံဗုဒ္ဓသာသနာမြတ်စွာဘုရားအဆုံးအမကိုသူပြီးဝလောက်ကင်ဆောင်ရွက်ကျင့်ကြံကြိုးကိုအထောက်ပြီးဖြစ်သွားပြီလို့သူကိုယ်သူဒီကျူးရင်ပြီးတော့ရှင်တွင်းစကားကိုပြောကြားနိုင်ခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အတ္တကာတိဆိုတဲ့ဒီဘုရားရဲ့သမီးတော်ဟာသူ့ဘဝကတော့တထေးသမီးဘဝဖြစ်ပါလေရဲ့တန်းနဲ့ရုပ်ဆင်းအင်မတန်ချောမောတာကပစ္စုပန်အကြောင်းတစ်ခုအတိတ်ဘဝတုန်းကဒီသူတော်စင်အမျိုးသမီးဘိက္ခုနီတဦးကိုခဏိကာလို့ခေါ်ခဲ့တဲ့ပြည်တစာမလို့သုံးနှုံးပြီးတော့ပြောခဲ့တဲ့ဆဲရေးခဲ့တဲ့အကုသိုလ်ကံကလိုက်ပါလာသည့်အတွက်ကြောင့်တထေးသမီးဘဝမှာမလွတ်ဖဲနဲ့ဘုံဆိုင်သဘောမျိုးထားခြင်းကိုခံလိုက်ရတယ်။ဘိုင်ဖို့စ်နဲ့လှုပ်တာခံလိုက်ရတယ်။အဲဒီကနေပြီးနောက်ဆုံးမှာတန်ဖိုးကျလာတဲ့အခါမှာရုံးထွက်ပြီးတော့သာသနာပေါ်ဝင်ပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်တဲ့အခါမှာထူးခြားတဲ့အသိဉာဏ်တွေရလို့မြတ်စွာဘုရားအဆုံးအမကိုသူပြီးစုံလိုက်နာကျင့်သုံးလိုက်ရလို့ထူးခြားတဲ့ချမ်းသာမှုတွေကိုရရှိခဲ့တယ်လို့သူပြန်လီပြောကြတဲ့အတိုင်းဘုန်းကြီးတို့တွေဟာလည်းပဲဒီသူတော်စင်သူတော်မြတ်တွေကျင့်ကြံကြိုးကိုအထောက်သွားတဲ့နိလန်းတိုင်းဘဝကြီးပေါ်မှာမှန်ကန်ရှုမြင်သုံးသပ်နိုင်တဲ့ဝိပဿနာဉာဏ်နဲ့တွေ့တာမှုတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်။တွေ့ကြမှုတွေဖယ်ရှားနိုင်မှသာလျှင်တောကဆိုတာဖယ်ရှားနိုင်မှာဖြစ်တယ်။တောကကိုဖယ်ရှားနိုင်မှသာလျှင်နှလုံးသားအေးချမ်းမှုကိုရရှိကြမှာဖြစ်တယ်ဆိုတာဒီလမ်းစဉ်အတိုင်းမလွဲမသွေတို့တွေလည်းကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြင်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း